ကောင်မလေးကကြောင်းပြောင်းလာတာနဲ့ကျောင်းလူမရဲ့ဘေးမှာထိုင်ဖို့တာဝန်ကျခဲ့ပါတယ်ကောင်လေးကသူမရဲ့အတွင်ပြင်ကြောင့်စိတ်ဝင်စားသွားခဲ့တယ်သူကကောင်မလေးကိုစနောက်ဖို့မဖွယ်မရစကားတွေပြောခဲ့ပါတယ်မထင်မှတ်ပဲကောင်မလေးကမြင့်တဲ့တစ်ချောင်းကိုရုတ်တရက်ချိုးလိုက်ပါတယ်သူမကအဲ့ဒါကိုစပွဲခုံထဲကိုခိုင်ခိုင်မာမာစိုက်ထည့်လိုက်တယ်သူမကကောင်လေးကိုသူမကိုမစဖို့တတိပေးခဲ့ပါတယ်ကောင်လေးကကောင်မလေးရဲ့ကြမ်းတမ်းတဲ့အကြည့်ကြောင့်ကြောက်လန့်သွားခဲ့တယ်သူကစပွဲခုံပေါ်မှာချက်ချင်းငြိမ်သက်စွာလဲလျောင်းနေလိုက်ပါတယ်ဒါပေမဲ့အတန်းပြီးတဲ့နောက်မှာသူကကောင်မလေးရဲ့စာအုပ်တွေကိုစပွဲခုံပေါ်ကနေတမင်တက်တက်တွန်းချခဲ့ပါတယ်ကောင်မလေးကကောင်လေးကိုတောင်းပန်မှုပြောခဲ့ပေမဲ့ကောင်လေးရဲ့အခိုင်အမာညှင်းဆိုခြင်းကိုခံခဲ့ရပါတယ်ဒါကြောင့်ကောင်မလေးကလှည့်ထွက်သွားခဲ့ပါတယ်ကောင်လေးကကောင်မလေးသူ့ကိုကြောက်သွားပြီလို့ထင်ခဲ့တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲကောင်မလေးကပြန်လှည့်လာပြီးကောင်လေးကိုကန်လိုက်ပါတယ်ကောင်လေးကမြေပြင်ပေါ်ကန်ကျသွားပြီးအဆက်ရတယ်လို့ခံစားလိုက်ရပါတယ်သူ့ဘေးကလူတချို့ကတော့ကောင်လေးကိုအားနေတယ်ဆိုပြီးလောင်ပြောင်ခဲ့ကြပါတယ်မထင်မှတ်ပဲကောင်မလေးကတမျက်စိတစ်ချောင်းကိုကောက်ယူခဲ့ပါတယ်သူမကအဲ့ဒီဘေးကကြည့်နေသူတွေကိုဥတီချက်မရှိပဲတိုက်ခိုက်ခဲ့ပါတယ်အတန်းဖော်တယောက်ကကောင်မလေးရဲ့စာအုပ်တွေကိုကျင်နာစွာကောက်ယူပေးခဲ့ပြီးအဲ့ဒီအချိန်မှာကောင်မလေးကတမျက်စိကိုလွတ်ချပြီးထွက်ခွာသွားခဲ့ပါတယ်ကောင်လေးစာသင်ခန်းကိုပြန်ရောက်တဲ့အခါမှာတော့သူကသူ့တငယ်ချင်းတွေကိုကောင်မလေးကသူ့ကိုသဘောကျနေမှတေချာကြောင်းယုံကြည်မှုရှိရှိနဲ့ပြောခဲ့ပါတယ်သူမကသူ့ရဲ့အာရုံစိုက်မှုကိုရရှိဖို့စူးစမ်းနေတယ်လို့သူထင်ခဲ့တယ်သူတငယ်ချင်းတွေကရုတ်တရက်သဘောပေါက်သွားပြီးကောင်လေးကိုကောင်မလေးစီအရင်ဖွင့်ပြောဖို့အားပေးခဲ့ကြပါတယ်ကောင်မလေးညစာစားဖို့အစားတောက်ခန်းမကိုသွားချိန်မှာကောင်လေးကသူ့မစီကိုထင်းထင်းပေါ်ပေါ်နဲ့ရှောက်သွားခဲ့ပါတယ်နောက်တစ်စက္ကန့်မှာပဲသူတူးတစ်ဖက်ထောက်လိုက်ပါတယ်သူကကောင်မလေးကိုသူ့အချစ်အကြောင်းစိတ်အားထက်သန်စွာဖွင့်ပြောခဲ့ပါတယ်လူတိုင်းကစိတ်လှုပ်ရှားနေခဲ့ကြပေမဲ့မထင်မှတ်ပဲပန်းတွေကိုယူပြီးတဲ့နောက်မှာကောင်မလေးကကောင်လေးကိုခွန်အားပြင်းနဲ့မြေပြင်ပေါ်လဲကျအောင်ရုတ်တရက်ရိုက်ချလိုက်ပါတယ်သူမကသူ့ကိုဘာမှပွဲမရတွေးမှမတွေးဖို့တတိပေးခဲ့ပြီးလှည့်ထွက်သွားခဲ့ပါတယ်ကောင်လေးကဒေါသတကြီးနဲ့အိမ်ပြန်လာခဲ့ပါတယ်မထင်မှတ်ပဲကောင်မလေးကသူ့အိမ်မှာညစာစားသုံးနေခဲ့ပါတယ်သူကကောင်မလေးကိုကျောင်းမှာသူ့ရဲ့ဖွင့်ပြောမှုကိုညှင်းပယ်ပြီးသူ့အိမ်ကိုလိုက်လာတဲ့အတွက်ချက်ချင်းလောင်ပြောင်ခဲ့ပါတယ်မထင်မှတ်ပဲနောက်တစ်စက္ကန့်မှာပဲသူ့အဖိုးရဲ့ပါရိုက်ခြင်းကိုခံလိုက်ရပါတယ်ကောင်လေးကပါရိုက်ခံလိုက်ရလို့မှင်သက်သွားခဲ့တယ်တကယ်တော့ကောင်မလေးကကောင်လေးရဲ့အဖိုးရဲ့ကဲတင်ရှင်ဖြစ်နေခဲ့တာပါကောင်မလေးကိုကျေးဇူးတင်ဖို့အဖိုးဖြစ်သူကသူမအတွက်ကလပ်ထိုင်တစ်လုံးကိုကိုယ်တိုင်ဆွဲထုတ်ပေးခဲ့ပြီးအဓိကနေရာမှာထိုင်စေခဲ့ပါတယ်ကောင်လေးနဲ့ကောင်မလေးအတန်းအတူတူဖြစ်ကြောင်းသိရှိပြီးနောက်မှာတော့အဖိုးဖြစ်သူကချက်ချင်းဆုံးဖြတ်ချက်တစ်ခုချခဲ့ပါတယ်သူကကောင်လေးကိုကျောင်းမှာကောင်မလေးကိုနီးလန်းမျိုးစုံနဲ့ဂရုစိုက်ပေးဖို့ပြောခဲ့ပါတယ်ကောင်လေးကလုံးဝသဘောမတူခဲ့ဘူးဒါပေမဲ့နောက်တစ်နေ့ကျောင်းသွားတဲ့အခါမှာတော့ကောင်လေးကသူ့ကိုယ်ပိုင်ကျောင်းရဲ့အိမ်ရောကောင်မလေးရဲ့အိတ်ကိုပါတဲဆောင်ပေးခဲ့ပါတယ်သူကကောင်မလေးရှိကလမ်းပေါ်ကကြောက်ခဲတွေကိုကန်ထုတ်ဖယ်ရှားပေးခဲ့ပြီးသူမကိုကျောင်းကိုလေးစားစွာနဲ့လိုက်ပါပို့ဆောင်ပေးခဲ့ပါတယ်